စနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ဇွန်လ22ရက်နေ့ကနေ30ရက်အတွင်းမှာရန်တိုက်ခံများမယ်စိတ်နှောက်ယှက်များမယ်မတော်တဆထိခိုက်မှုတွေအကျိုးဆက်ရမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်ဖြစ်ခြင်းရံများခြင်းပဋိပက္ခနဲ့စိတ်နှောက်ယှက်တွေကိုထိတိုက်တွေ့ရခြင်းတွေရှိတတ်တယ်ဝင်ပြန်ထွက်မမြဲအပြိုင်တိုက်ခံနေတဲ့ကြုံခြင်းတွေရှိတတ်တယ်22ရက်နေ့မှာရံများမယ်ပစ္စည်းတွေအပျက်စီးပြောက်ရှာတွေများတတ်တယ်23ရက်နေ့မှာအလောက်ကြံသစ်တွေရွယ်ချက်သစ်တွေလောက်ကင်ချိုးပေးမယ်24ရက်နေ့ကငွေကြေးကံကောင်းမဲ့လက်ဝင်မဲ့လူရပြည့်စုံမယ်25ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကျော်လွှားပြီးတော့ဘဝတိုးတက်မယ်26ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မဲ့စုပေါင်းလုပ်ငန်းချိုးပေးမယ်ဘဝတိုးတက်29ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးပွဲအကျိုးပေးမယ်28ရက်နေ့မှာငွေကြေးကလုပ်ငန်းကတက်လန်းပေါ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်29ရက်နေ့မှာအလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရတဲ့အရာဝေးနဲ့ဆက်ဆက်ပြီးကျိုးပေးတယ်စာရွက်စာတမ်းလက်ပြောလက်လွယ်သတိထားရမယ်29ရက်နေ့မှာအရာဝေးမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းတွေကြုံမယ်30ရက်နေ့ကတော့အတိုက်ခံအလုံးကိုကြော်ပြီးတော့ဘဝတိုးတက်ခြင်းနဲ့ကံမြမမှုတွေကိုရရှိမယ်ဒီကာလအတွင်းမတော်တဆထိခိုက်မှုတွေဖြစ်တတ်တဲ့ရက်နေ့ရှိတယ်ဇွန်လ25ရက်နေ့နဲ့26ရက်နေ့တို့ဖြစ်ပါတယ်25ရက်နေ့ဇွန်မှာအရှိရကိုတည်သွားစဉ်နေ့ဖြစ်တတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထားပါဇွန်လ26ရက်နေ့မှာရှေ့တောင်ရက်ကိုတည်သွားစဉ်နေ့ရှိတတ်တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သတိထားရမယ်ခေါင်းစည်းခေါင်းလျှော်ပြည့်ရက်2ရက်ရှိတယ်ဇွန်လ29ရက်နေ့နဲ့30ရက်နေ့တို့ဖြစ်တဲ့အဲ့ဒီဒီမှာခေါင်းစည်းခေါင်းလျှော်ပြည့်ခြင်းနောက်သပင်ပုံသဏ္ဍာန်သွင်ပြောင်းလဲခြင်းဖြင့်ထူးခြားတဲ့ကောင်းခြင်းကံတွေကြုံမယ်ဇာတာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိတ်နှောက်ယှက်တွေဖြစ်လိမ့်မယ်36ကိုကနန်နေချိုးပေးတဲ့အနီရောင်ပန်းရောင်ချက်သွေးရောင်တို့ကိုသုံးပါကောင်းခြင်းကံကြမ္မာများရစေရန်အနီရောင်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းပါယေရှုတင်ပါတယ်